ကျွန်တော်တို့အခုဆွေးနွေးမယ့်အကြောင်းအရာကခြေထောက်၃ချောင်းနဲ့ transistor လား IC လားခွဲခြားခက်နေတဲ့မိတ်ဆွေတွေအတွက်ရည်ရွယ်ပါတယ်ကျွန်တော်တို့အခုဒီမှာကြည့်လိုက်မယ်ဆိုရင်တော့ဒီလိုခြေထောက်အများကြီးနဲ့ပါတဲ့ ခြေထောက်အများကြီးပါလာမယ်ဆိုရင်တော့ကျွန်တော်တို့က IC ဆိုတာအလွယ်တကူသိကြပါတယ်ဒါကြောင့်မလို့ဒီအကြောင်းအရာကိုတော့မဆွေးနွေးတော့ပါဘူးဒါတွေက IC တွေပါနောက်ထပ်ကျွန်တော်တို့တစ်ခုကြည့်လိုက်ပါဦးမယ်ဒါကိုကြည့်လိုက်မယ်ဆိုရင်လည်းကျွန်တော်တို့ကဒီမှာခြေထောက်တွေအများကြီးပါနေတဲ့အတွက်ကြောင့်မလို့ဒီကောင်တွေက IC ဆိုတာအလွယ်တကူသိနိုင်ကြပါတယ်ဒါကြောင့်မလို့ဒီအကြောင်းအရာကိုမဆွေးနွေးတော့ပါဘူးကျွန်တော်ဆွေးနွေးမယ့်အကြောင်းအရာကဟောဒီလိုမျိုးခြေထောက်၃ချောင်းနဲ့တူနေတဲ့ IC လား transistor လား diode လားခွဲခြားလို့မရတဲ့အကြောင်းအရာကိုကျွန်တော်စတင်ဆွေးနွေးပါမယ်ဆွေးနွေးတဲ့အခါကျတော့ကျွန်တော်တို့ကနံပါတ်တစ်ခုကိုရပြီဆိုရင်ဘာမှထွေထူးစဉ်းစားနေကြမလို့ပါဘူးကျွန်တော်နံပါတ်ကိုမမြင်တော့အောင်ပျက်စီးနေမယ်ဆိုရင်တော့ဒါကြောင့်ကျွန်တော်တို့အခက်အခဲအများကြီးရှိသွားပါပြီဆိုတော့ဒီမှာကျွန်တော်နံပါတ်တစ်ခုရတယ် H1061ဒီမှာဆိုရင်တော့နံပါတ်မပါဘူးနံပါတ်မပါဘူးဒါပေမဲ့ကျွန်တော်တို့ကတော့ဒါကိုဘာလဲဆိုတော့သိနေပါတယ်မသိတဲ့မိတ်ဆွေအနေနဲ့ဆိုရင်ကျွန်တော်တို့ကရှင်းပြပေးပါမယ်ကျွန်တော်တို့ဒီမှာအလွယ်တကူရေးထားပါတယ် Schottky diode ဆိုရေးထားပါတယ်နောက်ထပ်ဒီမှာဆိုလို့ရှိရင်လည်းနံပါတ်က3ခုဖြစ်နေတော့ဒါကိုယူရမလားဒါကိုယူရမလားဒါကိုယူရမလားဆိုပြီးတော့မရှင်းလေးတဲ့မိတ်ဆွေတွေအတွက်မခက်ခဲပါဘူးကျွန်တော်တို့က internet ကနေရှာဖွေပါမယ် internet ကနေရှာဖွေတဲ့အခါ8335ဆိုပြီးတော့ကျွန်တော်တို့7805ကိုရိုက်ထည့်လိုက်ပါရိုက်ထည့်လိုက်မယ်ဒါဆိုလို့ရှိရင်ဘာလဲဆိုတာသူက Google ရဖြေပါလိမ့်မယ်ဒီမှာကတော့ Schottky diode ဆိုတာပါနေတဲ့အတွက်စဉ်းစားစရာမလိုပါဘူးဒါကကျွန်တော်တို့က diode အမျိုးအစားပါသူ့ကိုဘယ်မှာသုံးလဲဆိုရင် SMPS switching mode power supply စနစ်မှာကျွန်တော်တို့ကသူ့ကိုတက်ဆင်ပြီးအသုံးချထားပါတယ်ဒါကလည်း transistor တစ်မျိုးပါပဲသူ့ကိုလည်းကျွန်တော်တို့တက်ဆိုင်ရာပိုင်လိုင်းတွေမှာသုံးပါတယ်ကျွန်တော်တို့စပြီးဆွေးနွေးမယ်ဆိုရင် Google ကိုဖွင့်လိုက်ပါတယ် Google မှာကျွန်တော်တို့ဥစွာ H ဘာကိုရိုက်မလဲဆိုတော့ကျွန်တော်တို့ကဒီ transistor ကိုဒါ transistor လားဘာလားမသိသေးပါဘူးဒါကို H1061 ဆိုပြီးရိုက်လိုက်ပါမယ် H မြန်မာလာဖြစ်သွားပါတယ် H1061 ဆိုပြီးရိုက်လိုက်တဲ့အခါသူကတစ်ခါလေးပြနေပါတယ်ဒါလေးကိုရွေးလိုက်ပါဒီမှာသူက transistor pin out လို့တော့ရေးပြထားနေပါပြီဒါကိုရွေးချယ်လိုက်ပါမယ်ဒါဆိုရင်ကျွန်တော်ဓာတ်ပုံကိုကြည့်လိုက်မယ် image ကိုနှိပ်လိုက်ပါတယ်ဒီမှာသူ့ရဲ့ transistor တွေကြာလာပါပြီဒီမှာ 2SC1061 2SC1061 ဟုတ်ပါပြီဒါအတူတူပါပဲသူက NPN transistor တဲ့ complementary လို့ရေးပြထားပါတယ်နံပါတ်1က base ဖြစ်ပြီးတော့နံပါတ်2က collector နဲ့နံပါတ်3က emitter လို့အလွယ်တကူလေ့လာလို့ရပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့က internet ကိုသုံးခြင်းအပြင် transistor လား IC လားလဲ꿰သွားပြီ emitter base collector ကိုလည်းခွဲခြားလို့အလွယ်တကူရသွားပါပြီနောက်တစ်ခုဓာတ်ပုံတစ်ခုဆက်ပြီးတော့လေ့လာမယ်ဆိုရင်ဒီကောင်ကိုထားလိုက်ပါဒီကောင်ကကျွန်တော်တည်သွားပြီဆိုတော့ဆွေးနွေးစရာမလိုတော့ပါဘူးဒီကောင်ကတော့ Schottky diode ဖြစ်တဲ့အတွက်နံပါတ်နဲ့ရေးထားတဲ့ Schottky diode တွေဆိုရင်တော့ကျွန်တော်တို့ကနံပါတ်နဲ့ internet ကနေဖတ်ရမယ်ဒီတိုင်းရေးထားလို့ရှိရင်တော့စဉ်းစားစရာမလိုတော့ပါဘူးဒါကြောင့်မတို့မဆွေးနွေးတော့ပါဘူးဒီမှာရေးထားတဲ့600ပို့ဆိုတာကျွန်တော်တို့ကဒါလေးကဒီမှာရေးထားတဲ့650ပို့ဆိုတာသူ့ရဲ့ခံနိုင်ရည်ပို့အားလေးပါဒါဆို8335 IC ကိုကျွန်တော်တို့စတင်ဆွေးနွေးမယ်ဆိုရင်8335ကဘာလဲသူ IC လား transistor လားမသိသေးရင် Google လုပ်တယ်လို့ခေါ်ပါတယ် Google link မှာ Google နေလိုက်မယ်7805ဆိုတာ IC ဆိုတခါတည်းပေါ်နေပါပြီ8335 voltage regulator တော့ IC လေးကိုနှိပ်လိုက်ပါတယ် IC လေးကိုနှိပ်လိုက်ပြီးတော့ကျွန်တော် image ကိုဆက်သွားမယ် image ကိုဆက်သွားတဲ့အခါမှာ8335နဲ့ပတ်သက်တဲ့အချက်လက်တွေအများကြီးကြာလာပါတယ်8335ကိုကြာလာတဲ့တစ်ခုကိုယူလိုက်မယ်တစ်ခုယူလိုက်မယ်7805တဲ့ voltage regulator တဲ့ဒါတော့ online မှာဝယ်မလားဆိုပြီးကြောင်းနေတာနောက်ပြန်စုံမယ် escape ကိုနှိပ်လိုက်ပါမယ်နောက်ထပ်တပုံကိုရွေးချယ်လိုက်ပါတယ်ဒါဆိုလို့ရှိရင်7805တဲ့သူက5ကိုတင်ကြီးတော့ထိမိပါလိမ့်မယ်တဲ့ဒီမှာတော့အချက်လက်တွေမတွေ့ရသေးပါဘူးကျွန်တော်တို့ထပ်ပြီးရှာဖွေပါမယ်ဒီမှာ circuit diagram လေးပါဆွဲပြထားပါတယ်7805တဲ့705ဆိုတဲ့အဓိပ္ပာယ်ရတဲ့ခွန်8ဆိုတာကျွန်တော်တို့ကအရှိရခွန်8ဆိုတာအပေါင်းဘို့အားထိမ့်မယ်လို့ပြောတာပါ79ဆိုလို့ရှိရင်တော့အနှုတ်ဘို့အားထိမ့်တာပါဘယ်မှာသုံးပါလဲဆိုရင်ကျွန်တော်တို့ amplifier တွေမှာအနှုတ်ဘို့အားသုံးပါတယ် amplifier တွေမှာအနှုတ်ဘို့အားသုံးလိုက်တဲ့အခါကျမှ stereo စနစ်ဆိုတာဖြစ်လာပါတယ်အနှုတ်ဘို့အားမပါရင်ကျွန်တော်တို့ mono စနစ်ပဲဖြစ်ပါလိမ့်မယ်05ဆိုတဲ့အဓိပ္ပာယ်ကတော့အထွက်ဘို့အားကို9ဘို့တည်ငြိမ်စွာထိမ့်မိမယ်လို့ဆိုလိုတာပါဘယ်မှာသုံးပါလဲကျွန်တော်တို့က microcontroller IC တွေက5ဘို့တည်ငြိမ်စွာလိုပါတယ်များလို့လည်းမရပါဘူးနည်းလို့လည်းမရပါဘူးနည်းအလုံးမလုံးများရင်လောင်သွားပါလိမ့်မယ်ဒါကြောင့်မို့7805 IC ကို microcontroller အတွက်အဓိကအသုံးချပါတယ်နံပါတ်1ခြေထောက်ကနေ input pin ကို voltage ပေးမယ်နံပါတ်2ကို ground ချထားပြီးတော့နံပါတ်5ကိုကျွန်တော်တို့က output အဖြစ်အသုံးချပြီးတော့ load DC ကိုပို့ပါတယ်သူ့ရဲ့လှုပ်ဆောင်ချက်က
အမြဲတမ်း2ဖို့ပုံနေရပါမယ်05ဆိုလို့ရှိရင်2ဖို့ပေါင်းပြီးတော့သူ9ဖို့ဝင်ပေးရမှာပဲသူ့ရဲ့သတ်မှတ်ချက် body rating တွေလည်းရှိပါတယ်ဘယ်လောက်များထိပေးလို့မရအောင်လောင်သွားနိုင်တယ်လို့ဒါမျိုးတွေရှိပါတယ်ဒါဆိုလို့ရှိရင်တော့7805ဆို IC ရဲ့သူ့ရဲ့လှုပ်ဆောင်ချက်အကြမ်းမြင်တွေကိုသဘောပေါက်သွားပါပြီနောက်တစ်ခုကျွန်တော်ဆက်ပြီးတော့လေ့လာကြည့်မယ်ဒါဒီကောင်ကိုကျွန်တော်တို့လေ့လာလို့ပြီးသွားပါပြီဒီကောင်ကိုကျွန်တော်ဆက်ပြီးဆွေးနွေးကြမလိုတော့ပါဘူးဒီ3လုံးကိုနောက်ထပ်ကဏ္ဍတစ်ခုကိုကျွန်တော်တက်လိုက်ပါမယ်နောက်ထပ်တစ်ပုံကိုတက်လိုက်မယ်ဆိုရင်နောက်ထပ်တစ်ပုံထပ်တက်လိုက်မယ်ဒါဆိုရင်လည်းကျွန်တော်တို့ကကြည့်လိုက်တဲ့ခါကျတော့ခြေထောက်ကလည်း3ချောင်းပဲခြေထောက်ကလည်း3ချောင်းပုံစံလည်းတူနေတယ် TO92 TO ကျွန်တော်ကဒီပုံစံတွေက TO92 တွေပါ92 mouse နဲ့ဆွဲရတော့တိတ်တော့အဆင်မပြေလောက်ကျွန်တော်တို့ wattpad တွေပါဝယ်ထားမှာနော်TO 92အမျိုးအစားနှစ်ခုလုံးတူနေတယ်ဒါနဲ့လည်းတူနေတော့ကျွန်တော်တို့ကဘာမှန်းခွဲခြားလို့မရအောင်ဒီမှာကျွန်တော်တို့ကအလွယ်တကူသိလို့ရအောင်ကျွန်တော်နံပါတ်ကိုဖတ်လိုက်မယ်ဆိုရင်ဒီမှာကျွန်တော်တို့ကြည့်လိုက်ပါကျွန်တော်တို့ 2n ဆိုတော့မြင်နေရပါပြီ 2n ဆိုတာ transistor ရဲ့ညွှန်းကိန်းပါ 2n ဆိုတာ transistor ရဲ့ညွှန်းကိန်းပါဒါဆိုရင် 1n ဆိုတာဘာလဲ diode ရဲ့ညွှန်းကိန်းပါ 1n မြင်တာနဲ့ diode ပါ 2n မြင်တာနဲ့ transistor ဆိုတော့ဟုတ်ပြီဒီကောင်ကတော့ transistor တေချာသွားပြီဒါကြီးကဘာကြီးလဲကျွန်တော်တို့မသိဘူး 78L05 ဆိုပြီးတော့နောက်တစ်ခါလေကျွန်တော်တို့မှားပြီးတော့3294ဆိုပြီးတော့တွားရိုက်မိတာမျိုးရှိတယ်ဒါဆိုဘာမှပြမှာမဟုတ်ဘူးသူနံပါတ်မရှိတဲ့အတွက်ပါဒါကြောင့်မို့ကျွန်တော်က 78L05 ကို Google မှာသွားရှာလိုက်ပါမယ်နောက်ထပ်စာရွက်တစ်ရက်ဖွင့်လိုက်ပါမယ် 78L05 ဒီမှာတစ်ခါလေးပြနေပါတယ် 78L05 ဆိုတော့နှိပ်လိုက်ပါမယ်သူကဘာလေးလဲဆိုတော့ဒီမှာလည်းအချက်လက်လေးကြာလာပါတယ် image 78L05 ဆိုပြီးသူကလည်းဒီမှာကြည့်မယ်ဆိုရင် 78L05 ဆိုတော့ voltage regulator ပင်အောက် IC ပါပဲတဲ့သူ့ကျွန်တော်တို့ image ကိုယူလိုက်မယ် image ကိုယူလိုက်ကျွန်တော်တို့ပုံစံတွေအများကြီးကြာလာပါပြီသူကလည်း5volt ထိန်းတဲ့ကောင်လေးပါပဲဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့က L78I05 ဆိုပြီးတော့ဒါလေးတွေက SMD အမျိုးအစားမှုံမှားလေးတွေလည်းရှိပါသေးတယ်နောက်ထပ်ဒီအောင်ကျွန်တော်တို့ transistor ပုံစံအောင်ပဲဆက်လက်ဆွေးနွေးပါမယ်ဒီမှာကြည့်လိုက်မယ်ဆိုရင်သူက 78L05 voltage regulator တဲ့ဒီမှာသူကကြတော့တစ်မျိုးဖြစ်သွားပါတယ်နံပါတ်1က output 2ကတော့ ground ပါပဲနံပါတ်3က input ဖြစ်သွားပါတယ်သူကတော့100 mA ပဲရပါတယ်စောစောက4000ပုံစံ TO220 ပုံစံနဲ့တော့ကျွန်တော်တို့ကမတူပါဘူး10ဆအားနည်းပါတယ်ဒါလေးကိုကျွန်တော်တို့ view ဆိုင်ရပါမယ်ဒီသေးလေးကိုကြာကျွန်တော်လည်းသူတို့ရဲ့လုပ်ငန်းလိုအပ်ချက်အရသုံးပါတယ် cost တွေပတ်စံအများကြီးကုန်စရာမလိုဘူး MBR နည်းနည်းပဲလိုတဲ့ဟာတွေဆိုရင်လည်းကျွန်တော်တို့အသုံးချလို့ရပါတယ်ဒါဆိုရင်ဒီကောင်ကိုကျွန်တော်ရှင်းသွားပြီဆိုတော့ဒီကောင်နောက်တစ်ခုကိုကျွန်တော်ဆက်ကြည့်ပါမယ် 2n2222 ဟုတ်ပြီ 2n2222 ကိုကျွန်တော်ကအင်တာနက်မှာရိုက်ရှာလိုက်ပါမယ်အဲ့တော့2n2222 ရိုက်ထားပြီးလက်စာရှိပါတယ်ဒါကို 2n2222 ကိုရိုက်လိုက်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့ကဒီကောင်ကို image ကကြည့်လိုက်မယ် 2n2222 ဟုတ်ပြီဒီမှာဒီကောင်ရေးထားတယ် 2n2222 က NPN နဲ့ general purpose transistor amplifier transistor ပေါ့နော်သူကအတန်ချဲ့တဲ့နေရာတွေမှာလည်းသုံးရပါတယ်များသောအားဖြင့်သူ့ကိုကျွန်တော်တို့ကဒီ sensor ပုံစံမျိုးကိုကျွန်တော်တို့ sense ပိုကောင်းတဲ့ဟာမျိုးတွေမှာသုံးချကြပါတယ်သူ့နဲ့သက်ဆိုင်တဲ့လမ်းကြောင်းတွေသုံးကြပါတယ်2n2222 ကိုကျွန်တော်ကြည့်လိုက် NPN TO92 အမျိုးအစား transistor ပါတဲ့နံပါတ်1ကတော့ emitter ဖြစ်မယ် NPN ဖြစ်တော့နံပါတ်1 emitter ကို ground ဆက်မယ် base ကတော့ကျွန်တော်တို့က NPN ဆိုအဖို့ဖို့ကျွင်းပွင့်မယ်3ကတော့ collector voltage တွေချိန်ထားတာဒါဆိုကျွန်တော်တို့ကမီတာမလိုပဲနဲ့တခါတည်း internet ကနေခွဲခြားလို့ရတော့ပါပြီနောက်ဆုံးရှိတဲ့တစ်ခုကတော့ကျွန်တော်တို့ကဒီကောင်ကြီးက IF740 ဆိုတာသူကကျွန်တော်တို့ကဒီကောင်က MOSFET transistor ပါမြန်မာပြည်မှာဒါမျိုးရရှားပါတယ်မြန်မာပြည်မှာအလွယ်တကူရှိတာကတော့ Z44 လို့ကျွန်တော်နာမည်ကြီးတဲ့ inverter မှာသုံးတဲ့ MOSFET transistor ကြီးပါအဲ့တော့ကျွန်တော်တို့က transistor ဆိုပြီးတော့ရိုက်လိုက်မယ် MOSFET ပေါ့နော် MOSFET Z44 ဆိုပြီးရိုက်လိုက်ပါ Z44 ဆိုပြီးရိုက်လိုက်ရင် pin out တွေရှိဒီမှာ Z44 inverter circuit လို့တော့သူကကြော်ညာနေပြီZ44 MOSFET ဆိုတော့နော်ဒါလေးကိုပဲအလွယ်ကိုနှိပ်လိုက်မယ်ဒါလေးကိုကြည့်လိုက်မယ်ဆိုတခြားဗီဒီယိုတွေ YouTube ကဂျင်းဗီဒီယိုတွေဂျင်းထဲတဲ့ဟာတွေလိုက်မကြည့်ပါနဲ့တို့ကပောက်ကြရတွေပါ YouTube အကြောင်းလည်းတည်တဲ့ရှင်းပြပေးပါဦးမယ်image ကိုကျွန်တော်နှိပ်လိုက်မယ် image ကိုနှိပ်လိုက်ဒီမှာကျွန်တော်တို့ကဒီမှာတွေ့ပါပြီ physical view ဆိုတာပုံစံပြမြင်ရတာသူ့ရဲ့သူ့ရဲ့ diagram လေးနော် Z44 ဒီမှာလည်း PWM inverter circuit တဲ့ PWM ဆိုတာ password modulation ချိန်နှုန်းကြီးပေးနေ DC ကနေ AC ဖြစ်အောင်လုပ်တဲ့အရာပါကျွန်တော်တို့ကြည့်မယ်ဆိုလို့ရှိရင် RF-Z44 ကိုကျွန်တော်တို့က N channel ဒီမှာသူကတော့ byte တွေပဲ gate ရယ် drain ရယ်စုရယ်ဘယ်တော့မှမပြောင်းလဲဘူးဒါ byte တွေပဲ MOSFET ဆိုတာနဲ့ gate drain စုက byte တွေဖြစ်ပါတယ် N channel ဖြစ်တဲ့အတွက်သူကကျွန်တော်တို့ကအဖိုပေးရင်ပွင့်ပြီးတော့ gate ကိုအဖိုတက်ပြီးပွင့်ပြီးတော့ gate ကိုအမတက်ပြီးပိတ်ပါတယ်ဒါကသူ့ရဲ့လှုပ်ဆောင်ချက်ပါပဲ
ရိုး transistor နဲ့မတူပါဘူး။မှာဆိုလို့ရှိရင်လည်းတခြား IF540N ဆိုတော့လည်းကျွန်တော်တွေ့ရပါတယ်။ gate ကနံပါတ်1ချီတော့ drain က2 source က3 source ကိုကျွန်တော်တို့က ground ဆက်ထားရမယ် drain ကိုတော့ကျွန်တော်တို့ကအဖိုနဲ့ဆက်ထားပါမယ်။ဒီမှာဆိုလို့ရှိရင်လည်းရေးထားတာလေ IF540N pin out feature equivalent ပေါ့နော်။ဒါမျိုးလေး view mode ဆက်နှိပ်လိုက်ရင်လည်းကျွန်တော်တို့ကသူ့ရဲ့သက်ဆိုင်ရာအချက်လက်လေးတွေကိုမြင်ရပါတယ်။ဒါမျိုးလေးပါပဲ။အဲ့တော့ကျွန်တော်တို့က Google ကိုအသုံးချပါကျွန်တော်တို့က Google ကိုအသုံးချမယ် Google ကိုအသုံးချပြီးတော့သူတို့ရဲ့လောက်ဆောင်ချက်တွေကိုကျွန်တော်တို့သွားပြီးတော့လေ့လာလို့ရပါတယ် Google ကိုအခုဆိုလို့ရှိရင် Google ကိုအသုံးချပြီးတော့မသိသေးတဲ့ transistor တွေ IC တွေ MOSFET တွေစတဲ့ပစ္စည်းတွေကိုအလွယ်တကူ Google ကိုအသုံးချပြီးရှာဖွေလို့ရသွားပါပြီဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့သူ့ရဲ့ circuit ကလေးတွေကိုကျွန်တော်တို့ကဆင်ကြည့်လို့ရပါတယ်ဒါတွေ Proteus မှာတက်ဆင်ကြည့်ပါဒီလိုပုံစံလေးတွေကို download ဆွဲတာတက်ဆင်ပြီးတော့စူးစမ်းကြည့်ပါအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ